I wake up so early today. Today I'm not sorry no နေရပါတော့။ကျွန်မဒီခီးသွားမယ်ဆိုရနိုးနေရဖြစ်ပါတယ်။ Morning အခုကျတော့ကျွန်တော်ကားပေါ်ရောက်နေပြီ။ကားပေါ်မှာတော့ကလေး2ယောက်နဲ့ကျွန်မအတော်နဲ့ပါပါတယ်။ကျွန်တော်တို့အိမ်ကနေပြီးစထွက်လာပြီဖြစ်ပါတယ်။ဒါကတော့ပုပ္ပါကျော်ပေါ့နော်။မနက်စောကြီးပဲဖြစ်နေသေးတော့ပေါင်နေပါသေးရဲ့။ဒါကြတော့ကျွန်တော်တို့လမ်းတစ်ဝက်လောက်မှာကျွန်တော်တို့ fee ရှိတယ်။ fee မှာမနက်စာဝင်စားကြတာပေါ့နော်။မနက်စာဝင်စားပါတယ်။အားလေးကြကြီးရဲ့ညိုကြောလေးရမ်းရှိတာဟုတ်တယ်ထိုင်ရမလားထိုင်ငိမ့်ထိုင်ဒီဘက်မှာရှိခဲ့မို့သူကချပါရင်ဟိုတယ်လေးချက်ခင်ဝင်သွားရဆိုကျွန်မနေတဲ့အခန်းလေးဒီတချမ်းပြပေးမယ်ပေါ့နော်ကျွန်မကျွန်မဖွားနဲ့တူတူနေရဖြစ်ပါတယ်ကျွန်မဖွားတော့ဒီမှာရေချုံလို့ပြင်နေရပါတော့နော်ဒီဟိုတယ်လေးကအခုမှတစ်ဖွင့်တာပါနော်ရွှေနတ်တာဟိုတယ်ဖြစ်ပါတယ်တော်တော်လေးတန့်ပြန်ပြီးတော့မှ facility အပြည့်စုံရှိရယ်ရှူခင်းရလည်းတအားကောင်းပါတယ်ဈေးရလည်းတင့်တော်တဲ့အတွက်ကျွန်မ recommend ပေးပါတယ်အရှိမှလည်းတပ်ပုံရိုက်ဖို့နေရာကောင်းလေးရှိရပါတော့ဒီဆွေကပ်မြန်မာကျိုးစုပါဤဆိုတာသူအရှိမှရှိရဒါကတော့ဒီနေ့လည်စာစားတဲ့နေရာပေါ့နော်နေ့လည်စာစားတဲ့နေရာကနေကြည့်မယ်ဆိုလို့ရှင်လည်း view ကအရန်လှရပေါ့နော်ဘေးမှာလုံးဝဒီတောင်ကြီးကိုတောင်နဲ့ဘီချင်းကက်ရက်ဖြစ်နေရဖြစ်တဲ့အတွက်တော်တော်လေးကိုလှပါတယ်လေတွေကလည်းအေးနေရပဲဆိုတော့ကျွန်မဆိုရင်အနာမှာပဲဓာတ်ဖန်ခဲ့ပေါ့နော်ဓာတ်ပုံနေရိုက်တဲ့အများကြီးပဲပေါ့နော်ဆိုတော့တော်တော်လေးလှပါရဲ့ရှင်ကျမတို့သမင်းစားပြီးသွားတော့ခဏလေးနာပြီးတဲ့အခါမှာကျမတို့ခရီးဆက်ပါတယ်ခရီးဆက်တဲ့အခါမှာကျမတို့ပထမအဆုံးသွားတဲ့နေရာကကြတော့သူတို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တယ်ဒီနောက်ခရိုင်လှိုင်ကူပေါ့နော်နောက်ခရိုင်လှိုင်ကူသွားတာဖြစ်ပါတယ်ဒါကတော့သူတို့သွားတဲ့အဝင်ဝါးလေးပေါ့နော်ဆိုမြင်လမ်းလေးဖြစ်ပါတယ်နောက်ခရိုင်တိုင်းကိုသွားမယ်ဆိုရင်တော့အရန်အများကြီးတော့သူကအထဲထဲမှာတိတ်မရှိဘူးပေါ့နော်ကျွန်တော်သွားခဲ့သလောက်သူကဒီဆော့ပုံနေတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီတိုင်းဒီတောင်းလို့ရှင်တော့အများကြီးအဲ့နေမှာရေစရာတော့မရှိဘူးဒါပေမဲ့ရေဆော့ရင်တော့တော်တော်လေးအေးချင်းချမ်းလေးနဲ့ရေရလည်းအပြာလေးဖြစ်တော့တော်တော်လေးကိုဆော့လို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်အဲကြောင့်မို့ရေဆော့မယ်ဆိုရင်တော့အဲ့ဘက်ကိုသွားမယ်ဆိုရင်အင်ဂျီပူယူသွားပြီးဖို့အတွက်အကြံပေးပါရရှင်တော်တော်များများတော့ဒီရန်နီနာလာတဲ့ local တွေကနေလာပြီးတော့မှရေဆော့ကြတာဖြစ်ပါတယ်ဒီခီးသွားတော့ဒီတိုင်းပဲဓာတ်ပုံရိုက်ရုံရောက်ပဲရမယ်ပေါ့နော်ဆိုတော့ဒီနေရာလေးကလည်းတော်တော်လေးကိုလှတဲ့နေရာလေးဖြစ်ပါတယ်ရေလေးကလည်းအပြာအောင်လေးဖြစ်နေရပေါ့နော်မိုးရာသီဖြစ်တဲ့အတွက်တော်လေးကိုအေးချမ်းပါတယ်ဒါကတော့အထဲထဲမှာဖျားလေးတစုရှိရပေါ့နော်ဖျားတစုတော့မဟုတ်ပေါ့နော်ပြီးမှဖျားအကြောင်းဆောင်လေးရှိပါတယ်အဲ့ကနေပြီးတော့မှကျမတို့ကဆက်သွားတယ်ဘယ်ကိုဆက်သွားတဲ့ဘုရားနာမည်ကိုကျမတို့ကော့ကတောင်လိုင်ကူဘုရားလို့ခေါ်ပါတယ်ဒီကော့ကတောင်လိုင်ကူကော့ကတောင်ဘုရားဒီဘုန်းကြီးကျောင်းရှိမှရှိရဘုရားပဲဖြစ်ပါတယ်ဆိုတော့ဒီကော့ကတောင်လိုင်ကူဘုရားကတော်တော်လေးကိုဘုရားဝန်းကတော်တော်ကျယ်တယ်ပေါ့နော်ပြီးမှလည်းဆက်သွားခြင်းအကျယ်ရှိသေးရဲ့တော်တော်လေးတာရတယ်ပေါ့နော်ဆိုတော့ကျမတို့သွားရကတော့ဖွင့်ရဖြစ်တယ်ပေါ့နော်စနေဒရုံမဟုတ်တဲ့အတွက်လူလည်းတိတ်မများဘူးဒါပေမဲ့တော်တော်လေးအကျဉ်းတာရပါရဲ့ရှင်ဖះဒီဓမ္မတေးလေးလည်းဖွင့်ထားတော့လေပြီးတော့ကျမတို့ကဆွဲကပိန်တောင်ရှိရဲ့ညာစီကျမတို့တောင်တက်မယ်ဆိုပြီးတော့မှတွားကြပါတယ်လမ်းရှောင်းတစ်လျှောက်မှာတော်လေးကိုတာရလှပပြီးတော့မှဖះအများကြီးဖះစီပါမယ်အန်ဒီဆန်းတို့ပေးလားဘာဖုန်းရရတယ်တော်လေးတက်လာပါလာတာမဲစီလားအန်ဒီကိုပေးလားအဲ့ညာကလေးကုတူရကိုပေးလားတာမဲတော်လေးဒီမှာဆိုင်ရဒီနေရာစမ်းကြည့်ဆိုင်တော့နော်လက်ဆောင်ပစ္စည်းလေးဆိုင်ရှိချောဝတ်ဒီမှာကလေးတွေကြည့်ရတော့
ခင်းနေတဲ့ထဲမှာလည်းဒီတော့တင်ရှိတာပစ္စည်းလေးကျွန်တော်ဝင်လိုက်ကြပါတယ်ဘယ်ကင်းရှိသေးလဲ ဒီနေရာလေးကတော့ကေဘယ်စီးရဲ့နေရာပေါ့နော်ဒီကေဘယ်စီးရဲ့နေရာကိုရောက်ပါတယ်ကျမကတော့ကေဘယ်စီးရရန်တဘောကြတဲ့အတွက်ကေဘယ်စီးကိုပဲဆိုတာစီးပြီးတော့ထိုင်းမှာစီးဖို့မယ်အဲကြောက်တတ်ပါတယ်သူကအမြင့်ကြောက်တယ်ဖြစ်တယ်ကျမအတင်းမြင်ပါရဲ့စီးမယ်ဆိုပြီးတော့စီးလိုက်ပါတယ်စီးပြီးမှကြောက်လာပြီမိုးရသည်ဆိုတော့တစ်ပင်ပန်းပန်းလေးအကုန်လုံးကလေစိမ့်ဆုံနေတယ်နော်ဒါဗီဒီယိုထဲမှာကျွန်မ edit သိမ့်မထည့်ထားတော့တိတ်ပြီးတော့ညအပြင်မှာတော်တော်လေးကိုတာရပါတယ်ပြီးမှလည်းရေကန်လေးရှိရဲတစ်ဖက်ချမ်းမှာကျတော့များစုပေါင်းများစွာရှိရဲတော်တော်လေးကိုအေးချမ်းတာရပြီးတော့မှဒီခေပဲဆိုလို့ရှိရင်လည်းကျွန်မဆိုရင်ခဏခဏပြန်ပြီးတော့စီးချင်တာပေါ့နော်တော်တော်လေးအေးချမ်းတာရတဲ့နေရာလေးတစ်နေရာဖြစ်ပါတယ်ဖေးအောင်ပြန်လာတယ်ကျမရဲ့တော်ရယ်ကျမရဲ့အဖွားဒီရယ်သူကလည်းမတက်ရဘူးမတက်ဘူးဆိုတော့ကျမဇက်ကပင်မတန်ပေါ့ဦးလေးညောင်းနဲ့တူတူတက်ပါတယ်သူတို့ကတော့ရှိရတက်သွားပြီဆိုတော့ကျမတယောက်တည်းရုံခံပြီးတက်နေရပါတယ်ကျမမောင်ကလည်းဘောင်းပီကကြတော့ဒီသူများတွေ short band အတူလည်းမဟုတ်ဘူးဒီဟိုလည်းမဟုတ်ဘူးเนาะ sport ဟာလည်းမဟုတ်တော့ကျမမဝေးရတာ style band ဝတ်လာပြီးတော့တော်တော်လေးကိုအခက်တွေ့ရပါတယ်ဒါပေမဲ့အပေါ်ကရှူခင်းတွေကိုကြည့်လိုက်တဲ့အခါမှာတော့တော်တော်လေးစီချမ်းပြီးတော့တာယာရပါတယ်။ဒါနဲ့ကျွန်မတက်တယ်ပေါ့နော်တော်တော်လေးကိုမောဟိုက်နေပါတယ်။ဘာဖြစ်လဲဆိုရင်အများကြီးတက်ရတာဆိုတော့လေပြီးသွားလို့ရှိရင်ကျွန်မကတိတ်ပြီးတော့အခစားတိတ်လုပ်တဲ့ထဲမပါတော့တော်တော်လေးကိုခက်သေးရပါတယ်။
ဒါမဲ့လည်းတော်တော်လေးတာရတယ်ပေါ့နော်ရာသီဥတုတွေကတောတောင်ကြီးတော်လေးစိမ့်စိမ့်ဆူဆူနဲ့လုံးဝမျက်စိပဒါသားဖြစ်ပွဲရှူခင်းလေးဖြစ်ပါတယ်သူကတော့တက်ကြပါတယ်ကျမကတော့နောက်မှကြံခဲ့ပါတယ်ရုံးရင်ကန်ရင်းနဲ့ပဲကျမအလဲထိရောရောက်သွားပါတယ်ဒါပေမဲ့အလဲရောက်သွားတဲ့အခါမှာသူတို့ကပြန်ဆင်းတော့မယ်ပေါ့နော်ပြန်ဆင်းတော့မယ်ဆိုတော့ကျမလည်းမတက်တာရဲ့အဆုံးနောက်မှလိုက်ဆင်းလိုက်ရပါတယ်ဟုတ်လားဟုတ်တယ်တက်ကောက်လို့ပြန်စမဲတို့တွေဒီကနေဆက်သွားရှူရအောင်တက်ရဟိုးပေါ်မှာအများကြီးလို့ရကျမတို့တော့ခလေးကနေပြန်စစ်လာတာဟုတ်လားဟုတ်တယ်တက်ကောက်လို့ပြန်စမဲတို့တွေဒီကနေဆက်သွားရှူရအောင်တက်ရဟိုးပေါ်မှာအများကြီးလို့ရကျမတို့တော့ခလေးကနေပြန်စစ်လာတာကျမတို့ခရီးသွားတာဆိုတော့လေMy mission to climb mountain was successfully filled. ဒီတော့ဒီရလူတွေဆိုကြမှာရေးပါဇော်ကပင်တောင်တက်ကိုအဲ့ဒီအပေါ်နေငုံတွေပါအဲ့နေချက်တောင်ဒီလမ်းပြောင်းသွားတာပြောခုနနေရပဲလင်းတာဒါမှောင်းတယ်ဟုတ်ကျမတို့ဇော်ကပင်တောင်ကနေအပြန်မှာတော့ကျမတို့ဟိုကိုထောက်ဝင်မယ်ပေါ့နော်နောင်တလိုင်းရေကန်ကိုကျမတို့ဆက်ပြီးတော့ဝင်ပါတယ်ဒါကတော့ထုပ်ပတိုင်းကန်တော်လေးလို့လိုက်ပါတယ်နော်ဒီမှာကားပါကင်တူဖို့ဆိုလို့ရှိရင်အကျယ်ကြီးရှိပါတယ်နောက်တော့ကျမအချိုက်ဆုံးတော့ခရင်ရိုးရအစားအစာပေါ့နော်အဲ့ဒါကိုဘုံကြီးချောင်းတွင်းထဲမှာစတူဒီတာကျွေးရလို့ဖြစ်ပါတယ်စတူဒီတာကျွေးရဲ့အစားအသောက်ကလေးစားကောင်းပါတယ်သူကတော့အသားမပြူအောင်လို့ရေးထားတဲ့တက်လို့ပေါ့နော်တက်လို့ဟင်းကြီးတော်စားကောင်းပါတယ်ဒါနဲ့ကျမတို့တက်လို့သမင်းဟင်းကိုစားခဲ့ကြပါသေးတယ်ဒါကတော့သူတို့ကျွေးတဲ့တက်လို့သမင်းဟင်းပေါ့နော်တို့စရာလေးလည်းပါပါတယ်ဒါရင်တော့ကျမတို့ဒီဘက်ပေါ့နော်ဒီရေကန်လေးကိုကျမတို့သွားပြီးတော့မှတစ်ချက်ပန်းသွားဖြည့်ကြရပါတော့ရေကန်လေးမှာငါးစာလေးလည်းကျွေးလို့ရတယ်တပုံလေးလက်ကိုအတွက်အရင်လာတဲ့နေရာလေးဖြစ်ပါတယ်ကျမတို့ selfie stick ဒီနဲ့ဝေးရိုက်လိုက်ဒီရိုက်လိုက်နဲ့လိုက်ရပါတယ်ဒါမျိုးလေးဒီပါလားဒါမျိုးလေးတွေဟုတ်တယ်ခုချင်းစီခွေးအခုချင်းစီခွေးပြေးလိုက်တာဒီဘက်ကိုနိုင်ပြေးမှာဒီဘက်ကိုပြေးမှာဒီဘက်ကိုလာမှာလေအခုတော့ကိုစားချပေးလိုက်လာမှာညပနကလူလေနော်ကလာနေတယ်အမေအဲ့ကနော်တော့ I'm yawning at the monitors, static and gray, watching the ghosts
is empty, camera one is dead still. Fighting my eyelids with sheer force of will. Oh, the city is dreaming, but I hold the keys. Just me and these silent TVs. Is it a shadow moving, or just my tired mind? Leaving the daylight and the hustle behind. The white noise is humming a lullaby song. I'm trying to stay sharp, but the night is so long. 5 a.m. approaching, the sky's turning pale. The heavy-eyed watchman is ending his tale. One last big yawn as the morning rolls in. Tomorrow I'll do it all over again. Yeah, yawning at the monitors, waiting for the dawn to begin. Oh, the city is dreaming, but I hold the keys. Just me and these silent TVs. Is it a shadow moving, or just my tired mind? Leaving the daylight and the hustle behind. The white noise is humming a lullaby song. I'm trying to stay sharp, but the night is so long. 5 a.m. approaching, the sky's turning pale. The heavy-eyed watchman is ending his tale. One last big yawn as the morning rolls in. Tomorrow I'll do it all over again. Yeah, yawning at the monitors, waiting for the dawn to begin. The white noise is humming a lullaby song. I'm trying to stay sharp, but the night is so long. 5 a.m. approaching, the sky is turning pale. The heavy-eyed watchman is ending his tale. One last big yawn as the morning rolls in. Tomorrow I'll do it all over again. Yeah, yawning at the monitors, waiting for the dawn to begin. What I hold inside. If I don't ask your name today, I may never get the chance to walk beside your wandering dance. Maybe next year in Madrid, or on some quiet mountain ridge, I'll see you turn and I'll be brave. But what if courage comes too late? Oh, traveler, the world is your open gate, and I ဒါ
ဒါလေးကတော့ကျမတို့အပြန်မှာဝင်ခဲ့တဲ့ဘရင်ညီနောင်ကြီးပဲဖြစ်ပါတယ်ဆိုတော့ဒါလေးကတော့ကျမတို့ရဲ့ခီးစဉ်အဆုံးဒီကင်းပြည်နယ်ခီးစဉ်ဆုံးဖြစ်ပါတယ်